ngà lệ mà nhẹ bu ngà bị xì đi lệ mà nhẹ bu đến đi chạy ngà đồ alon thả toa mà về aya khát đấy ha bây giờ mà nhẹ bu tiếng hara đấy ha mang dem ya ha về aya về phía bèo lối bị xì trên này về chỗ mà rồi sinh ra nhang đi được cứ phía ông chú ta lại bà ta quý bát na nhang phía ông nó cái nào số luôn đến đi được khá lâu tới đi à cô bay nè bị xì đi rồi chị đến đi cho nó mà nó đi thang cái à đến đi cho nó mà nó thang cái à bị xì đi bay say na đi chị bị nó luôn đấy ngã rú cô này ngã lên xong bị xì ngã lên ngã rú cô xong ngã rú à rồi bị xì cô xong bao quá rồi bây giờ mà đi miếng mà là mà đi biểu gì để biết rồi nó nói gì sao bị này đó đấy mình nói gì vậy sao xí bụng ấy là lúc ấy bao quá rồi mà miếng rồi anh ấy sát tiền nhà luôn sinh nhật đầu tiên này mà cha sinh nhật tung thập bị chết áp chế uy bát na kuduဖြစ်ပါတယ်အဲ့ဒီဖြစ်လာတဲ့ဝိပဿနာကုသိုလ်ဒီကုသိုလ်တွေမှာအကောင်းဆုံးလုပ်လို့ရတဲ့ကုသိုလ်တွေမှာအကောင်းဆုံးပဲဒါဖြင့်သောရကတဲ့မယ်ဆိုရင်လူတွေအဲ့ဒါတွေတွေးရင်စိတ်ညစ်တယ်နော်အကုန်လုံးထားခဲ့ရမှာဒါတွေတွေးစိတ်ညစ်တယ်လို့ထင်ကောင်းထင်တယ်မဟုတ်ဘူးအသိဉာဏ်နဲ့ဆင်ញင်သုံးသပ်ကြည့်တာအမှန်ကန်ကိုဆင်ញင်သုံးသပ်ကြည့်ရမယ်ကြည့်လိုက်ရင်ဘယ်လိုအကျိုးရတော့ဆိုတွေ့တာမှုတွေရော့သွားတယ်မှန်မယ်တွေ့တာမှုတွေရော့သွားကိုထာဝရဖြစ်နေတဲ့အတွေးဟာရော့သွားတယ်ဩငါတို့ကတခဏပါလားတခဏဆိုတာငါတို့အကျိုးရှိတာလောက်ရမှာပါလားဆိုတာဒီအသိလေးဝင်လာတယ်အဲ့ဒီအသိကတတ်မိုးရှိတာပြောတာနော်တွေ့တာမှုတွေကိုရှော့ချနိုင်တယ်အသိနဲ့မှတွေ့တာမှုကိုရှော့ချတွေ့တာမှုရှော့ချနိုင်မှရှင်ထဲကတောကဆိုတာရှော့ချလို့ရတယ်စေကကြည့်လေကိုယ်နဲ့မပိုင်တဲ့ပစ္စည်းအတွက်လည်းဘယ်သူမှတောကမဖြစ်ကိုမသိတဲ့လူတယောက်အတွက်လည်းဘယ်တော့မှတောကမဖြစ်ဘူးတောကဖြစ်တာကိုယ်နဲ့ခင်မင်းရင်းနှီးမှုကိုအကြောင်းပြုတယ်ကိုပိုင်ဆိုင်မှုကိုအကြောင်းပြုပြီးလူတွေဟာစိတ်ပူနေကြတာဖြစ်တယ်အဲ့ဒီစိတ်ပူမှုတွေကိုမခံစားချင်ဘူးဆိုလို့ရှိရင်တွေ့တာမှုတွေဖြောက်လိုက်ပါကြိုးစားပြီးတော့ဘာနဲ့ဖြောက်မမြဲဘူးဆိုတဲ့သဘာဝတရားကိုဆင်ញင်သုံးသပ်ပြီးတော့ရှော့ချပြီးဖြောက်ပါဒီနည်းဒီဆေးရလွယ်လို့တခြားနည်းမရှိဘူးမြတ်စွာဘုရားဟောတာနော်အေးဒါကြောင့်မို့ဘဝရရှိလာတဲ့အခါမှာပစ္စည်းဥစ္စာနဲ့ပတ်သက်လာလို့ရှိရင်ပစ္စည်းဥစ္စာရှားပွေခြင်းအသုံးပြုခြင်းဆိုတဲ့နေရာမှာရှားပွေတဲ့အခါမှာလည်းတရားမြတ်တာမှုနဲ့ရှားပွေရအသုံးပြုတဲ့အခါမှာလည်းပဲတန်ဖိုးရှိတဲ့အသုံးပြုလို့အသုံးပြုရမှာဖြစ်တယ်အဲ့ဒီကနေတဆင့်တက်ပြီးတော့အကောင်းဆုံးကုသိုလ်ဆိုတဲ့ဝိပဿနာကုသိုလ်တွေထိုးတယ်လို့လုပ်အောင်မှာဖြစ်တယ်လို့ကိုယ်စီမှတ်သားနိုင်ထားကြပါတရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်စွာဘုရားဟောကြားတဲ့ဒေသနာတော်ထဲမှာပစ္စည်းဥစ္စာရှားဝေခြင်းနဲ့သုံးစွဲခြင်းကိုစနစ်တကျလမ်းညွှန်ပြတဲ့အတိုင်းတို့တွေပစ္စည်းဥစ္စာကိုရှားဝေကြမယ်အသုံးပြုကြမယ်နောက်ဆုံးရလာတဲ့ဘဝလေးမှာမှန်ကန်တဲ့အသိဉာဏ်တွေရအောင်ကြိုးစားအထောက်ကြမယ်လို့ကိုယ်စီနှလုံးသွင်းပြီးမမေ့မလျော့သောတတိကြီးမားသောလုံလဝိရိယဖြင့်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း